1885 ခုနှစ်နိုဝင်ဘာလ29ရက်အောင်မြေဖြစ်တဲ့ရတနာဘုံမန်းလေးနေပြည်တော်ကြီးစီကနေမြန်မာတို့ရဲ့နောက်ဆုံးဘရင်တီဘောမင်းနဲ့မိဖုရားကောင်ကြီးစုဖျားလက်တို့ဟာကိုလိုနီနယ်ချက်အင်္ဂလိပ်တို့ရဲ့ဖမ်းဆီးခေါ်ဆောင်ခြင်းကိုခံခဲ့ရပါတယ်။ဒါဟာနှစ်ပေါင်းထောင်နဲ့ချီဂုံပြောင်ခဲ့တဲ့မြန်မာတို့ရဲ့အချုပ်အခြာအာဏာလုံးဝပြတ်သုံးသွားပြီးသူ့ဂျုံဘွားကိုကြောက်ရွံ့ခဲ့တဲ့နေ့တစ်နေ့ပါပဲ။သမိုင်းပညာရှင်တွေတေချာစမ်းစစ်ကြည့်တဲ့အခါမှာတော့အင်္ဂလိပ်မြန်မာစစ်ပွဲ၃ကျင်းစလုံးမှာမြန်မာတို့ဘက်ကလုံမိခဲ့တဲ့သမိုင်းဝင်အမားကြီး၃ချက်ရှိနေတာကိုတွေ့ရပါတယ်။အကယ်၍ဒါအဲ့ဒီအချိန်ကဒီအမားတွေကိုမလုံမိခဲ့ရင်တော့မဟုတ်ပြင်ဆင်နိုင်ခဲ့ရင်ကျွန်တော်တို့ရဲ့သမိုင်းကဒီနေ့ဒီလိုရှိချင်မှရှိနေမှာပါဗီဒီယိုကိုဆက်မကြည့်ခင်အခုဗီဒီယိုကိုကြည့်နေတဲ့တကယ်ကျွန်တော်အနေနဲ့ကမြန်မာနိုင်ငံသူ့ချွန်ပေါ်ရောက်ခဲ့တာဟာသူ့ကြောင့်လို့ထင်ပါတယ်လေကိုယ့်ရဲ့အမြင်ကိုအောက်က comment မှာတစ်ချက်လောက်ရေးခဲ့ကြပါဦးပြီးတော့ channel ကို subscribe မလုပ်သေးရင်လည်းခုပဲ subscribe လုပ်ထားဖို့မမေ့နဲ့အောင်တော့ကဲပထမဆုံးအမားကြီးကနေစလိုက်ကြရအောင်ပထမဆုံးနဲ့အကြီးမားဆုံးအမားကတော့ကဘာကြီးရဲ့ပြောင်းလဲနေတဲ့စစ်ရေးနိုင်ငံရဲ့အခြေအနေကိုရင်မမတိုင်းနိုင်ပဲတကပိတ်ဝါဒကျင့်သုံးခဲ့မိခြင်းပဲဖြစ်ပါတယ်အင်္ဂလိပ်တို့ပထမအချိန်စစ်မကြေကြခင်အချိန်မှာနောက်နိုင်ငံတွေဟာစက်မှုတော်လှန်ရေးကြောင့်ခင်မီလက်နက်တွေရင်းနှီးငွေတင်မောတွေနဲ့ကဘာကိုစိုးမိုးနေပါပြီဒါပေမဲ့အဲ့ဒီအချိန်ကကုန်းမောင်မင်းဆက်နန်းတွင်ကောင်းဆောင်အချို့ဟာမြန်မာစစ်တပ်ရဲ့စီရင်နဲ့ဂါထာမနီယာတွေစင်တက်မြင့်တက်တွေဟာကဘာမှာအကောင်းဆုံးလို့ပဲယုံကြည်နေကြတော့မှဖြစ်ပါတယ်နောက်တိုင်းရဲ့အနည်းပညာအင်အားကိုအထင်သေးမိခဲ့တာဟာပထမနဲ့ဒုတိယအင်္ဂလိပ်မြန်မာစစ်ပွဲတွေမှာစစ်မြေပြင်ဟာလုံးဝအမားကြီးမားခဲ့ရတဲ့အဓိကအကြောင်းရင်းဖြစ်လာခဲ့ပါတယ်မဟာဗန္ဓုလလိုစစ်သူကြီးတွေရဲရဲတောက်တိုက်ပွဲဝင်ခဲ့ပေမဲ့လက်နက်ချင်းမမျှတမှုတန်ကိုပြင်းပြင်းထန်ထန်ခံခဲ့ရပါတယ်ဒုတိယအချက်ကတော့နိုင်ငံတကာတန်တမာရေးရာကစားပွဲမှာအင်္ဂလိပ်ကိုရှင်နိုင်မဲ့မဟာမိတ်အင်အားစုအခိုင်အမာမတိဆောက်နိုင်ခဲ့ခြင်းဖြစ်ပါတယ်မင်းတို့မင်းတရားကြီးလက်ထက်မှာတော့ကမ္ဘာအခြေအနေကိုရိပ်မိပြီး Oxford ပြင်သစ်အီတလီတို့နဲ့တန်တမာဆက်သွယ်လုပ်ဖို့ကြိုးစားနေခဲ့ပါတယ်တက္ကသိုလ်တွေလည်းတည်ထောင်ပြီးပညာတော်တင်နေတဲ့စီလုပ်ခဲ့ပါတယ်ဒါပေမဲ့အချိန်ဟာနောက်ကျသွားခဲ့ပါပြီအထူးသဖြင့်ဒီပေါ်မင်းလက်ထက်မှာအင်္ဂလိပ်ကိုတံပြန်ဖို့ပြင်သစ်နဲ့လက်ဝတ်စာစာချုပ်ချုပ်ဖို့ကြိုးစားနေရမှာအင်္ဂလိပ်တို့ကရိပ်မိသွားပြီးမြန်မာနိုင်ငံအထက်ပိုင်းကိုအပြေးသိမ်းဖို့အကွက်ကောင်းရသွားခဲ့ပါတယ်အိန္ဒိယယူရီးယားနိုင်ငံထိုင်းနိုင်ငံကတော့အင်္ဂလိပ်နဲ့ပြင်သစ်ကြားမှာကြားခံနိုင်ငံအဖြစ်တန်တမန်နီလန်းနဲ့လိမ္မာပါနဲ့စွာရပ်တည်နိုင်တဲ့အချိန်မှာမြန်မာနိုင်ငံကတော့ကမ္ဘာအင်အားကြီးဆုံးနိုင်ငံကြီးတွေကြားမှာအထီးကျန်ပြီးအင်္ဂလိပ်ရဲ့ချိန်တော်အတွင်းဝါမျိုးချင်းကိုခံလိုက်ရပါတယ်နောက်ဆုံးနဲ့စိတ်မကောင်းဖြစ်ရဆုံးတကယ်အမားကြီးကတော့တိုင်းပြည်ရဲ့လွတ်လပ်ရေးဆုံးရှုံးလုံးဒီပါအချိန်အထိနန်းတွင်းထဲမှာအချင်းချင်းအာဏာလုပြီးသူကြောင့်စီးနေခဲ့တာကြောင့်ပဲဖြစ်ပါတယ်မင်းတို့မင်းကြီးကွယ်လွန်ငန်းနီးမှာဖြစ်ပွားခဲ့တဲ့မြင်ကုန်းမြင့်ခုံတိုင်းအေးခင်းကြောင့်တိုင်းပြည်အတွက်အဖို့တန်လာတဲ့ကနောင်မင်းသားကြီးလိုအမျှော်မြင်ရှိတဲ့ခေါင်းဆောင်တွေဆုံးရှုံးခဲ့ရပါတယ်အဲ့ဒီနောက်ဒီပေါ်မဲ့နန်းတက်ချိန်မှာလဲနန်းတွင်းအာဏာတည်မြဲဖို့အတွက်တော်ဝင်မင်းသားမင်းသမီးပေါင်းများစွာကိုခွင့်မြတ်ခဲ့တဲ့နန်းတွင်းအစုလိုက်အပြုံလိုက်ကွန်မြတ်မှုကြီးလည်းဖြစ်ပွားခဲ့ပါတယ်ဒီဖြစ်ရကြောင့်တိုင်းပြည်ရဲ့စစ်ရေးအုပ်ချုပ်ရေးမှာဥဆောင်နိုင်မဲ့အုံတော်ရှိတဲ့လူတွေကိုကိုယ်လက်နက်ကိုဖျက်ဆီးပစ်လိုက်တယ်လို့ဖြစ်ခဲ့ပြီးပြည်သူလူထုရဲ့ချွညွံမှုကိုလည်းဆုံးရှုံးစေခဲ့ပါတယ်ပြည်တွင်းကစီလိုညွညွံမှုအကြောင်းထွက်နေတဲ့အချိန်မှာအင်္ဂလိပ်တို့ကမန္တလေးနန်းတော်စီကို14ရက်ထဲနဲ့အလွယ်တကူတွဲရောက်သိမ်းပိုက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။သမိုင်းဆိုတာအပြစ်တင်ဖို့တတ်မဟုတ်ပါဘူး။အတိတ်ကအမားတွေကိုတင်ကားစာယူပြီးအနာဂတ်ကိုပြင်ဆင်ဖို့အတွက်ဖြစ်ပါတယ်။ကမ္ဘာအခြေအနေကိုမြင့်ကွယ်ပြုမိခြင်းမဟာမိတ်မရှိခြင်းနဲ့ပြည်တွင်းအချင်းချင်းညီညွတ်မှုပြုခွင့်ခြင်းဆိုတဲ့အဓိကအမှား၃ချက်ဟာကျွန်တော်တို့နိုင်ငံကိုတူးကြုံဘဝစီတွန်းပို့ခဲ့တဲ့သမိုင်းဝင်ဖြစ်ရမှန်တွေဖြစ်ပါတယ်။အခုလိုကုန်းပုံခဲ့ပျက်စီးသွားပုံအပြင်မြန်မာသမိုင်းမှာအင်အားအကြီးမားဆုံးဖြစ်ခဲ့တဲ့ဗကန်အင်ပါယာကြီးဘာကြောင့်တကယ်ပျက်စီးသွားတဲ့ဆိုတာကိုသင်သိပါသလားအဲ့ဒီအကြောင်းကိုလည်းကျွန်တော်တို့မကြမီမှာပဲတင်ဆက်ပေးသွားမှာပါဗီဒီယိုကိုအဆုံးထိကြည့်ပေးလို့လည်းအထူးကျေးဇူးတင်ပါတယ်ကဲနောက်ဗီဒီယိုမှာပြန်တွေ့ကြတာပေါ့